က English speaking ကအဆင်မပြေဘူး English speaking လည်းမပြောတတ်ဘူး English စာလည်းလုံးဝမရဘူးဆရာမလည်းအင်္ဂလိပ်လိုကြည့်ပြောလေအဆင်မပြေဘူးဆိုလို့ရှိရင်ဒီမှာဘာနော် new opportunity ဆိုတဲ့သင်တန်းလေးကိုလာရောက်အပေးလို့ရပါတယ်ရှင် new opportunity ဆိုတဲ့သင်တန်းလေးကဒီ teacher လည်းအင်္ဂလိပ်လိုကြည့်ပြောရတာဘာမှနားမလဲဘူးတပည့်ကဘာမှနားမလဲဘူးမဖြစ်နေနဲ့အရန်ကောင်းနာဒီကလေးကိုနားမလဲဘူးဆိုလို့ရှိရင်လက်ထောင်ပြီး teacher speak to in Myanmar ဆိုပြီးပြောလိုက်လို့ရှိရင် teacher မြန်မာလိုပြန်ရှင်းပြလာပါလိမ့်မယ်တရားတကယ်လို့ speaking နည်းကောင်းဆိုအမှသွားတတ်ကြည့်ပါလိမ့်ဗျာဒီမှာပြီးအစင်ရဲဆိုတဲ့လူတွေအတွက်လည်းအမှအစင်လေးရှိဘာလဲအစင်ကန်းတဲ့ယောက်ျားလေးပဲဖြစ်ဖြစ်ပဲကလေးပဲဖြစ်ဖြစ်ရှိပါတယ်ကဲဘောတော့အတင်နန်းလေးကိုလာရောက်အားပေးသူတွေအကုန်လုံးကိုအတီ share နေပြီးတော့ကက်လီဘာကက်လီရုံသူအကက်လေးပြီးပါပါအကက်လေးအရာစုလေးလက်ရှာမှာပါလာတက်တဲ့အနေနဲ့အခုမှစမ်းမမပြတ်ဘူးစမ်းမတက်တယ်စမ်းမလေးတက်တယ်ကြောင်းဖွင့်တဲ့ရက်လည်းတက်တယ်တက်တာကိုလိုက်နာတဲ့စာကြိုးစားတယ်ပြီးလို့ရှိရင်find it ခုမှမကောက်ခံရအောင်ဆိုတဲ့လူတွေကိုကြတော့ဒီရက်စုလေးအများကြီးပေးမှာပဲဖြစ်ပါတယ်ကဲအားလုံး10ယောက်ပဲရတော့နော်10ယောက်တောင်မှအခု4ယောက်လာ9ယောက်လာပွားနောက်ထပ်9ယောက်ပဲရတော့မှာနော်လာအကြအမြလာအကြနောက်ကြွားလိမ့်မယ်လေဝေးပါ23လမ်းကြားလိမ့်မှာရပါចောင်းတော့ရတလန်းဆိုပြီးတော့အဲ့ဒါမှ new opportunity ဆိုပြီးဖွင့်တာအမှရှိပါတယ်ကဲအားလုံးလည်းရလိမ့်မယ်လို့ထင်ပါတယ်ဗီဒီယိုလေးရှေ့လေးလို့ကြလိုက်ပါမယ်ဒီမှာအောက်တက်လေးလိုက်ပြပါမယ်ရှင်တော်ဖွာလာဟင်းချက်နေပါသည်ဒီကတော့တွန်းတွန်းစုံညီတော့ပုံလေးပြပါမယ်ဒီကတွန်းတွန်းညီမပေါ့နော်ဒီကတွန်းတွန်းတငယ်ချင်းတနာကိုပါဒီကမေတိုစပိုင်ပါမေတိုစပိုင်မြောက်မြောက်လေးပါဒီဥစ္စာတော့အစ်တို့ရဲ့ဒီမှာဒီပဲဖြစ်ပါတယ်ဒီဥစ္စာတော့ national view ပဲဖြစ်ပါတယ်ဒီကတော့ကျမရဲ့